ခရီးလန်းကတေသူဝိညာဉ်ဟာကိုတင်ဝင်းကလေသမင်မွေးတွေထောင်ထသွားပါရီကြောင်လန့်ချောက်ချောက်တဲ့စိတ်ကငယ်လေးထိတက်သွားပါရီမော်ကြီးသူကုန်းអော်လိုက်ပါရီဟုတ်ပါရီမော်ကြီးမှမော်ကြီးအစ်စ်မျက်နှာတစ်ခုလုံးတွေးအလင်လိန်ပေးကြံနေပါရီမျက်နှာတစ်ချမ်းကလေကြေမွနေပြီးတော့အသေးသုံးစရာကောင်းအောင်လို့ရုပ်ပြက်ဆင်းပြက်ဖြစ်နေပါတော့အားလုံးပဲမင်္ဂလာပါခင်ဗျာမိန်နိုင်အေကို channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးသူမောင်မိုင်းညိုချောင်းရေးသားထားတဲ့ခရီးလန်းကတေသူဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့မိန်နိုင်အေကို channel လေးကို like and subscribe မနှိပ်ရသေးဘူးဆိုရင်လည်း like and subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းခန်းစားနားဆင်နိုင်မှုအတွက်ပရိသတ်တို့ကဘေးနားက notification ဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီခင်ဗျာမော်ကြီးတယောက်ကောင်းမောက်လို့စုံပြီးတဲ့ကြားရတဲ့သတင်းစကားကြောင့်ကိုတင်ဝင်းကလည်းစိတ်မချမ်းမသာဖြစ်ရပါတယ်။မွေးလိမ့်မဲ့ဆရာမွေကြိုက်ခံရပြီးတော့တည်တယ်လို့လှေထိုးသားရေနစ်ပြီးတော့တည်ရတယ်လို့မျိုးကားကိုမျက်စိမိတ်မောင်းနိုင်ပါတယ်ဆိုတဲ့ကားသမားလေးကားနဲ့ပဲတည်ရတာပါပဲ။ဒါတော့ဘောကပြားရည်ဆက်ကိုရက်နေရတဲ့ကားသမားဘဝဇာဝိနေရဲ့အတွက်အသက်နဲ့ရင်းပြီးတော့လှုပ်ရှားနေရတဲ့ကားသမားဘဝကိုကိုတင်ဝင်းကြောက်ကြောက်လာပါတယ်။လက်လန်လာပါတယ်။တခုတော့ပြောစရာရှိပါတယ်။မော်ကြီးကလည်းရမကလူနေအရက်နဲ့ကားသမားဆိုတာကတော့ကပ္ပယံဓမ္မတော့ကအင်းဝရသာအရက်သမားမှဝါရင်အရက်သမားမူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့မော်ကြီးပြောနေကြစကားတစ်ခုရှိပါတယ်မူးနေမှကောင်းမောင်းလို့ကောင်းတယ်အန်ဒီရဲ့ကင်းတယ်မတော့ရရင်ခြေတွေလက်တွေတုံပြီးတော့ခေါင်းတွေနှောက်လာတယ်ကောင်းမောင်းရတာမကောင်းတော့ဘူးအဲ့ဒီမှာအန်ဒီရှိလာတာပဲငါတော့မောင်းရင်မူးမှမူးရင်မောင်းပါပဲတဲ့လူစီစီကားကားရှိတယ်လေအတန်အကျယ်ကြီးနဲ့ပြောတတ်ပါသေးတယ်ငါအသက်နဲ့လူလောက်တာမဟုတ်ဘူးအရက်နဲ့လူလောက်တဲ့ကောင်ကွာအရက်သမားဖြစ်တဲ့သူကိုပဲသူ့မှာဂုဏ်ယူစရာလို့အောင်းမိနေပါသေးတယ်ဝါရင်အရက်သမားဆိုတာကတော့အရက်နဲ့မျက်နှာတည်တဲ့သူကိုပြောတာပါမျက်နှာမတည့်ရသိခင်အရက်ရင်တောက်တဲ့သူပေါ့ဒီအချင်းရောက်သွားရင်တော့စုံမလို့မရတော့ပါဘူးအရက်သာအမိအရက်သာအဖဖြစ်သွားပြီးတော့မော်ကြီးကလည်းအဲ့ဒီအတိုင်းပါပဲမိဘကပြောပြောဇနီးမယားသားသမီးကပြောပြောဂရုမစိုက်တော့ပါဘူးငါစကားနွားရစင်ချေစင်လက်တမျိုးမျိုးသူ့မှာရှိတတ်ပါတယ်ပြောမရတော့ဘယ်သူမှမပြောတော့ပါဘူးဒီလိုနဲ့မော်ကြီးအရက်တောက်တာစိုးတက်စိုးလာပါတယ်အခုတော့ကားမောက်ပြီးတော့သေရပြီတရင်ကြကြချင်းကိုတင်ဝင်းကလည်းမော်ကြီးရဲ့အိမ်ကိုသွားလိုက်ပါတယ်အကျိုးကြောင့်ကိုမေးပါတယ်မင်းညကဖြစ်ထားတဲ့ထုံးစံတိုင်းမော်ကြီးအရက်တောက်ထားတယ်ရန်ကုန်ဝင်ကြတော့ကားကလေးဘေးကိုဆွဲသွားပြီးတော့လမ်းမေကိုပင်ကိုဝင်တိုက်လိုက်တယ်မောင်းလာတဲ့အချိန်ကလေးပြင်းတယ်ကားကောင်းတစ်ခုလုံးကြေမွသွားတယ်မော်ကြီးကလည်းနေရာမှာတင်ပွဲချင်းပြီးတာပဲစပီယာကတော့ကန်ကောင်းပြီးအနေချင်းပဲဒဏ်ရာရတာတဲ့မော်ကြီးမိန်းမနဲ့သားသမီးတွေကလည်းငိုနေကြတယ်နောက်ပြီးတော့ဆွေမျိုးတွေနဲ့အတူတူရန်ကုန်လိုက်သွားဖို့စီစဉ်နေကြတယ်ကိုတင်ဝင်းနဲ့မော်ကြီးကလည်းကားသမားချင်းတူတယ်လို့ရက်ကွက်တစ်ခုလေးသားချင်းလည်းဖြစ်တယ်မော်လမြိုင်မှာမွေးမော်လမြိုင်မှာပဲကြီးလာတဲ့သူတွေလည်းဟုတ်တယ်အလေတန်းအဆင့်ထိလည်းတကြောင်နဲ့တခန်းနဲ့နေခဲ့ကြတဲ့တငယ်ချင်းတွေလူရင်းတွေဒါကြောင့်မလို့ကိုတင်ဝင်းမော်ကြီးရဲ့နောက်ဆုံးခရီးကိုလိုက်ဖို့ခြင်းနဲ့တလုံးကွယ်ပြောက်သွားတော့မေမော်ကြီးရဲ့မျက်နှာကိုမြင်ခွင့်ရတော့မြင်လိုက်ခြင်းတော့တယ်စိတ်ကသာရှိတာပါတကယ်တမ်းကျတော့သူလိုက်လို့မဖြစ်ပါဘူးမလိုက်နိုင်ပါဘူးသူကဒီနေ့မှကုံရတာပါမနေ့ပြန်တပတ်ခါကုံတင်ဖို့လောက်ရအောင်မယ်ကုံတင်ပြီးမှရန်ကုန်ကိုသွားလို့ရမယ်ရန်ကုန်ရောက်တော့လေဘရင်တော်ဝင်းထဲမှာဂုံချဖို့အလိတ်ဆောင်ရအောင်မယ်။ဒါကြောင့်မို့လို့မော်ကြီးရဲ့မိန်းမကိုအကျိုးကြောင့်ရှင်းပြပြီးတော့တောင်းပန်ပြီးကုငွေကိုတခါလေးထည့်ပေးလိုက်တော့တယ်။သူကစကားပြောနေတော့မှပဲမော်ကြီးအုံညာရဲ့ကားကရောက်လာခဲ့တော့တယ်။ရန်ကုန်သွားဖို့အစင်းသစ်ပြင်ဆင်ထားတဲ့ပစ္စည်းတွေအဝေးစားအိတ်တွေကိုကားပေါ်ကိုတင်ကြတယ်။ကိုတင်ဝင်းနှုတ်ဆက်ပြီးတော့ပြန်လာခဲ့တယ်။သူ့ရဲ့စိတ်ထဲမှာတော့မော်ကြီးကောင်းရမော်ရရောက်ပါစေလို့ဆုတောင်းပေးနေမိတော့တယ်။ကိုတင်ဝင်းဒရိုက်ဘာခုံကိုထိုင်လိုက်တာနဲ့တပြိုင်နက်ဖယားတရားတန်းကအမိအဖဆရာသမားတွေကိုရင်မှန်းပြီးတော့ကတော့လိုက်ပါတယ်။ဒေါ်လန်သားလို့လာလန်ဖြောင်းပါစေ။အန်နီရဲ့ဘေးရှင်းအောင်လို့တမဒေဝနှက်ကောင်းနှက်မြတ်အပေါင်းတို့ကစောင့်ရှောက်ပေးကြပါလို့ဆုတောင်းပါတယ်။ဒီလိုပြုမြဲအလုပ်ကိုမမေ့မလျော့သူလုပ်ပြီးမှစီယာတိုင်းကိုဂိုင်းလိုက်ပါတယ်။ခရီးစဉ်ကိုစတင်ပါတယ်။မော်ကြီးဆုံးနေနေကသူ့ရဲ့ကားကကုံတင်ရောက်မှာမို့လို့ရန်ကုန်ကိုမလိုက်ဖြစ်ခဲ့ပါဘူး။မော်ကြီးရတဲ့ဒဏ်ရာဒဏ်ချက်တွေကလည်းအရန်ဆိုးပါတယ်။ဒါကြောင့်မလို့အလောင်းပြန်မသေးတော့မင်းနဲ့ရန်ကုန်မှာပဲမိတကြုံမယ်တဲ့မနေ့ကကားရွက်ရရင်တော့မော်ကြီးရဲ့အလောင်းကိုသူမြင်ခွင့်ရအောင်မယ်နောက်ဆုံးခရီးကိုလည်းလိုက်ပါပို့ဆောင်နိုင်မယ်ဖြစ်ချင်တော့သူ့ရဲ့ကားကလည်းဒီနေ့နေ့လယ်မှာရန်ကုန်ကိုထွက်ရမယ်တဲ့မော်ကြီးရဲ့အလောင်းကိုလည်းဒီနေ့ညနေပိုင်းမှာတကြုံမယ်သူ့အနေနဲ့ဘယ်လိုမှတကြုံမမိတော့ဘူးဆိုတာကိုတွေးပြီးတော့ကိုတင်ဝင်းကလည်းစိတ်မကောင်းနောက်ဆုံးတော့အချိန်တွေကမှမပေးတာမတတ်နိုင်ဘူးလေဆိုပြီးတော့စိတ်ကိုလျှော့ချထားလိုက်ပါတယ်ဒီတော့မှစိတ်သက်သာရာဖြစ်သွားပါတယ်တကြိုပြီးတော့အုံနာကားနဲ့ချက်ချင်းပြန်လာကြမှာဆိုတော့သူ့ရဲ့ကားနဲ့လမ်းမှာဆုံတွေ့နိုင်မှာကြောက်မလို့မျက်နှာချင်းဆိုင်လာတဲ့ကားတွေကိုဂရုတစိုက်ကြည့်လာခဲ့ပါတယ်ဒါပေမဲ့ညမောင်ကြီးတန်းတဲ့အထိမတွေ့ခဲ့ပါဘူးဖြစ်နိုင်တာကညနေစာကိုလမ်းကဆိုင်မှာဝင်စားတယ်စားပြီးတော့ကားလန်ဘေးတစ်ပင်မှာခဏတစ်ဖြုတ်အိတ်လိုက်မိတယ်အဲ့ဒီအချိန်မှာဖျက်ကျော်သွားတာဖြစ်မယ်လို့တွေးမိလိုက်တယ်ကိုတဝင်းကားကိုဂရုတစိုက်မောင်းလာခဲ့ပါတယ်နိုင်လက်တံတွေနဲ့အပြိုင်မောင်းပြီးတော့
တမျိုးပြီးတမျိုးဖြတ်တန်းလာခဲ့ပါတယ်ည10နာရီလောက်မှာတော့ဖျားကြီးကိုရောက်လာခဲ့တယ်ညနေစာထမင်းစားတာများသွားတာကြောင့်လားဒါမှမဟုတ်မော်ကြီးအကြောင်းကိုဟိုဒီစဉ်းစားတွေးတောရင်းနဲ့စိတ်ဖိအားများခဲ့တာကြောင့်လားမသိပါဘူးကောင်းနေနဲ့အုံပြီးတော့မျက်ခုံတွေလေးနေပါတယ်ကိုတင်ဝင်းကလည်းမိုးလင်းရောင်နဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိမှကားကိုရက်လိုက်ပါတယ်မျက်စိကျအောင်လို့လက်ဖက်ရည်ကြကြတစ်ခွက်တောက်လိုက်ပါတယ်စပီယာကောင်လေးကလည်းကားပိန်းတွေတုံထုပြီးလေပေါင်ပြေးမပြေးစစ်နေချိန်မှာတော့သူကကိုနဘူးဝဲပါတယ်ကိုနေရတပြိုင်နဲ့ထည့်ပြီးတော့ဝါပါတယ်ကတိယလမ်းပေါ်မှာ10မိနစ်လောက်ခောက်တော့ခောက်ပြန်လမ်းလျှောက်လိုက်ပါတယ်စိတ်တွေလန်းလန်းဆန်းဆန်းဖြစ်ပြီးတော့အိတ်ချင်စိတ်ပြောင်းမှကားကိုဆက်မောင်းလာခဲ့ပါတယ်လျှက်စစ်မီးရောင်နေနဲ့လင်းထိန်နေတဲ့ပဲခူးမျိုးကျော်ခဲ့ပါပြီရှေ့တိုးဂိတ်ကျော်တာနဲ့ရန်ကုန်နယ်တဲကိုဝင်တော့ပါမယ်သူ့ရဲ့ကားကတိုးဂိတ်ကိုဖျက်တမ်းအပြီးမှာတော့သူ့ရဲ့စိတ်ထဲမှာအတွေးတစ်ခုဝင်လာပါတယ်မော်ကြီးကောင်းမောက်တာဘယ်နေရာဖြစ်မလဲသူကလည်းကြက်သိန်းတွေဖြန်းကနေထားသွားပါတယ်ခေါင်းတစ်ပတ်နဲ့ကြီးသွားတယ်လို့လည်းခန်းစားလိုက်ရပါတယ်စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့ကားကိုပဲဂရုတစိုက်မောင်းလာခဲ့ပါတယ်စပီယာကောင်လေးကလည်းသူ့ရဲ့ဘေးမှာငြိမ်ငြိမ်လေးထိုင်လိုက်လာပါတယ်ဒီကြကြကြီးလိုက်တော့မှအိတ်နေတာတွေ့လိုက်ရပါတယ်သူမနိုးဘဲနဲ့ဒီတိုင်းထားလိုက်ပါတယ်လမ်းပေါ်မှာကားရှင်းနေတာကြောင့်မလို့စိတ်အေးလက်အေးမောင်းလာခဲ့ပါတယ်သူကလည်းအရှိခက်လက်လက်မှာကုန်ကားတစ်စီးသူ့လိုပဲရန်ကုန်ဘက်ကိုဦးတည်ပြီးတော့သွားနေပါတယ်ကားနောက်မီးတစ်စုံကိုလူလန်းမြင်နေရပါတယ်ရုတ်တရက်သူ့ရဲ့စိတ်ထဲမှာအနေတတိပေးခေါင်းလောင်းတန်တွေမြည်လာခဲ့ပါတယ်ဟုတ်ပါတယ်သူ့ရဲ့ရှိခက်လက်လက်ကနေသွားနေတဲ့ကားရဲ့မူမမှန်ပုံကိုလမ်းတွေနေရပါတယ်ကားလေအရင်မူသမားလမ်းလျှောက်တယ်လို့မျိုးဘယ်ကနေပြီးတော့ညာကနေပြီးတော့ဘေးလန်တန်လန်းလုံးကိုပြည့်နေအောင်လို့မောင်းနေပါတယ်ဒရိုင်ဘာအိတ်ငိုက်ပြီးတော့မောင်းနေတာဖြစ်ရမယ်သူသွေးတော်မဆုံးသေးပါဘူးရှေ့ရကားကလည်းလမ်းရဲ့ဘယ်ဘက်ကိုဆွဲသွားပါတော့တယ်တခါညာဘက်ကောင်းတီးပြီးတော့ပြန်ဆွဲလာပါတယ်ဒါပေမဲ့လမ်းတိုင်းဆက်မသွားပါဘူးအချိန်လုံးပြီးတော့လမ်းပခုံးကြော်သွားပါတယ်ပြီးတော့လမ်းဘေးကကုတ်ကုတ်ပင်ကြီးကိုဝုန်းဝန်းနဲ့ကျဲလောင်းတဲ့အတန်ကြီးနဲ့ဝင်တိုက်လိုက်ပါတယ်ဟာသူကလည်းအထိတ်လန့်អော်လိုက်ပါတယ်စပီယာကောင်လေးကလည်းနိုးသွားပါတယ်ဘာဖြစ်တာလဲအကိုဘာဖြစ်လို့လဲစပီယာကောင်လေးကလည်းအိတ်ချေမှုသူအတန်နဲ့အမောတကောနဲ့မေးနေပါတော့တယ်သူပြန်မပြေနိုင်ပါဘူးဘာကြောင့်လဲဆိုတော့အရှိကအက်ဆီဒင့်ဖြစ်ခဲ့တဲ့ကားစီကိုပဲအာယုံရောက်နေပါတယ်တပြေးပြေးနဲ့သူ့ကားကလည်းနီးလာပါတယ်အဲဒီတုန်းမှာပဲအက်ဆီဒင့်ဖြစ်တဲ့ကားစီကလူတစ်ယောက်ပြေးထွက်လာပါတယ်ကားလမ်းမကိုတက်လာခဲ့ပါတယ်ဒရိုင်ဘာလားစပီယာလားအကူကြီးတောင်းဖို့လာပါပဲသူရင်နေတုံနေတုံးမှာပဲသူ့ရဲ့ကားကိုတားနေတာကိုတွေ့ရပါတယ်ဒုက္ခရောက်နေသူကိုမျက်ကွယ်ပြုပြီးသူမသွားနိုင်ပါဘူးနောက်ပြီးတော့ကားသမားအချင်းချင်းလေးဖြစ်နေပါတယ်သူကလည်းကားကိုအရှင်လျှော့လိုက်ပါတယ်ဘလို့လူလဲဟာလမ်းမအစင်းတာမဟုတ်ဘူးကိုတင်ဝင်းကလည်းကူညီမှာပါအဲ့တော့ကတော့သူ့ရဲ့စိတ်ရင်းအမှန်ပါဒါကြောင့်လည်းကားအရှင်လျှော့ချပြီးတော့မောင်းလာခဲ့ပါတယ်ဒါပေမဲ့ကားတားနေတဲ့လူကလမ်းမေးကိုမစင်းပါဘူးသူကမကူညီဘဲနဲ့မောင်းပြေးမိများထင်းနေသလားမသိပါဘူးသူကားနဲ့နီးကပ်လာတဲ့အထိကားလမ်းအလယ်မှာခေါင်းငိုက်ဆိုင်နဲ့ရက်နေခဲ့ပါတယ်ဟေးလူဘေးပဲလीကားမီရောက်အောင်မှာပေးရက်နေတဲ့လူကိုဒေါသထွက်သွားပါတယ်ခန်းကောင်းကပဲခေါင်းကိုအပြင်ထွက်ပြီးတော့လန့်အောင်ပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲကားတားနေတဲ့သူရဲ့ဦးခေါင်းကတဖြည်းဖြည်းမော့လာပါတယ်ကားကသူ့ကိုကြည့်လိုက်ပါတယ်ဟာကိုတင်ဝင်းကလည်းသမင်မွေးတွေထောင်ထသွားပါတယ်ကြောင်းလန့်ချောက်ချားစိတ်ကလည်းငဲတိတ်ချီတက်သွားပါတယ်မော်ကြီးသူကလည်းကုန်းအောင်လိုက်ပါတယ်ဟုတ်ပါတယ်မော်ကြီးမှမော်ကြီးမျက်နှာတစ်ခုလုံးတွေးလိမ့်လိမ့်ပေးကြံနေပါတယ်မျက်နှာတစ်ချမ်းကကြေမွနေပြီးတော့အသေးတုံစီရကောင်းအောင်လို့ရုပ်ပြက်စင်းပြက်ဖြစ်နေပါတယ်ကိုတင်ဝင်းကလည်းချက်ချင်းသဘောပေါက်သွားပါတယ်ကောင်းမရက်ပဲနဲ့အရှင်မြင့်ပြီးတော့ဆက်မောင်းလာပါတယ်မော်ကြီးကလည်းရုတ်တရက်ပျောက်သွားပါတယ်လမ်းမေးမှာကိုပင်ကြီးကိုဝေတိုက်နေတဲ့ကားကြီးကလည်းမရှိတော့ပါဘူးကိုတင်ဝင်းတယောက်ကလည်းစောက်တီရမရကြောက်လန့်ခြင်းကြီးစွာနဲ့ကားကိုတော်တော်ဝေးရောက်အောင်လို့မောင်းသွားမိပါတယ်သူရဲ့နှလုံးတွေကလည်းတတိန်တိန်ခုန်နေခဲ့ပါတယ်ခဝေးကြီးရောက်မှစိတ်ငြိမ်အောင်လို့ထိမ့်ပြီးကားကိုရက်လိုက်ပါတယ်အခုဘာဖြစ်သွားလဲစပီယာကောင်လေးရဲ့စကားအတန်ကြောင့်ကိုတင်ဝင်းကလည်းအံ့အားသင့်သွားပါတယ်မင်းဘာမှမတွေ့လိုက်ဘူးလားမတွေ့ပါဘူးအကိုရဲ့အခုဘာတွေ့လို့လဲကျွန်တော်ကအကိုရုတ်တရက်ကြီးစိတ်ဖောက်ပြန်သွားတော့လားဆိုပြီးတော့လန့်တော့လန့်သွားတယ်ငါစောစောကမော်ကြီးကိုတွေ့လိုက်လို့ဗျာကိုမော်ကြီးကိုလားအေးကွာစောစောကငါတွေ့ခဲ့တဲ့နေရာမှာမော်ကြီးကကားအစီအစဉ်ဖြစ်ခဲ့တာဖြစ်မယ်ကိုတင်ဝင်းနဲ့သူ့ရဲ့စပီယာကလည်းအနီးနောက်မှာတွေ့ရတဲ့လမ်းမိုင်တိုင်းကိုရှာဖွေမှတ်သားလိုက်ပါတယ်ပြီးမှရန်ကုန်ဘက်ကိုဆက်ထွက်ခဲ့ကြပါတယ်နောက်မှသိရတာကမော်ကြီးကကားအစီအစဉ်ဖြစ်ခဲ့တဲ့နေရာဟာကိုတင်ဝင်းတွေ့ခဲ့တဲ့နေရာအတိအကျဖြစ်နေတာပါကိုတင်ဝင်းကလည်းစဉ်းစားနေရကနေပြီးတော့မော်ကြီးရဲ့ဇနီးကတုတ်တန်မှာတကြိုပြီးတာနဲ့ဖန်တကက်ဒါမှမဟုတ်တည့်ရွက်တစ်ခါနဲ့မော်ကြီးရဲ့ဝိညာဉ်ကိုခေါ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့မတကယ်မော်ကြီးရဲ့ဝိညာဉ်ဆွဲကပ်မိတွယ်နေတဲ့နေရာကကားအစီအစဉ်ဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်ဒီတိုင်းတော့အမှန်တကယ်ဆိုရင်တော့သူ့အတွက်ရည်စူးပြီးတော့ကောင်းမှုကုသိုလ်လုပ်အများတန်းပေးဝေတာကိုမော်ကြီးသိနိုင်မှာမဟုတ်ပါဘူးမသိရင်တော့တာရုခေါ်နိုင်မှာမဟုတ်ပါဘူးတာရုမခေါ်နိုင်ရင်တော့ကောင်းမှုကုသိုလ်ရဲ့အဖို့ဘာကားကိုမရခဲ့ရင်မော်ကြီးတယောက်တစီတည်းရဲ့တကောင်ဘွားနဲ့ပဲလွင့်ပါကြံလည်နေရအောင်မလားဆိုတာကိုတွေးရင်းနဲ့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်ကိုတင်ဝင်းကတော့သူ့ရဲ့ကိုတွေ့တစီ6ခံရတဲ့အကြောင်းကိုပြောပြပြီးပါပြီသူရဲ့ဖြစ်ပျက်ကိုနားထောင်ပြီးတော့ဇာယီသူကလည်းတစုံတစ်ခုကိုသိချင်ပါတယ်အဲ့တော့ကတော့မော်ကြီးဟာသူကအစီအစဉ်ဖြစ်ခဲ့တဲ့နေရာကိုရောက်ရှိလာတဲ့ကားတိုင်းကိုချောက်လန့်နေတာလားဒါမှမဟုတ်သူရဲ့တငယ်ချင်းဖြစ်တဲ့ကိုတင်ဝင်းတယောက်တည်းကိုပဲချောက်လန့်ခဲ့တာလားဆိုတဲ့အကြောင်းနဲ့ဘာကြောင့်ဒီလိုချောက်လန့်ရတာလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတော့တယ်
ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ကြရတဲ့ဇလန်ကတော့စာရေးသူမောင်မိုင်းညိုချောင်းရေးသားထားတဲ့ခရီးလန်းကတည်သူဝိညာဉ်ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ခင်ဗျဒီဇလန်လေးကိုအစားကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်ခင်ဗျ